အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့3,500နဲ့ကျွန်တော်တို့ဒီ RAM 4128 Redmi A5G ကိုပါကင်ဖောက်ပြသွားမှာဖြစ်ပါတယ်ကျွန်တော် Face Machine နဲ့အကုန်လုံးအကြည့်ပေးကြပါဦးခင်ဗျာ Okay ကျွန်တော်တို့အခုချိန်မှာစပြီးတော့ဖောက်ကြည့်ရအောင်နော်ဟုတ်ဒါ Okay ဒါ Redmi A5 ပဲဖြစ်ပါတယ်ဖုန်းလေးတော့ကျွန်တော်နောက်မှကြည့်မယ်နော်ကျွန်တော်ခုတော့ဒီဘူးထဲမှာပါတဲ့ဟာလေးကိုကြည့်လိုက်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရှင်းပြနေပါမယ်ဒီမှာဆိုတော့သူ့ရဲ့ original Adreno အတွင်းကောင်းလေးပါနော်ကျွန်တော်ဒီမှာဆိုတော့ဒါနောက်ဆုံးပစ္စည်းဖြစ်တဲ့ကာဗာလေးပါနော်ကာဗာအကြည်သားလေးပျော့ဒီကာရုပ်တွေတော့ကောင်းနေတယ်နော်ဆိုးပြန်ခေတဲ့အားလုံးကစိုးလို့ပြောတယ်တော်တော်ကြီးတဲ့ဝိတ်ကျစီးတယ်တော့ကောင်းပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဖုန်းလေးနောက်ဆုံးထွက်လာကျွန်တော်ထင်တာတဲ့ပို့ပြီးတော့မှလှတယ်ကျွန်တော်တောင်လေးကဂိုးလေးမလို့လာမလို့နော်ကျွန်တော်တောင်လေးကတော့အားလုံးအလှဆုံးသတ်မှတ်လို့ရတယ်ခေဆက်လေးချက်ဖွင့်လိုက်မယ်နော်ကျွန်တော်ဒီခုချိန်မှာတော့ဆက်အဲ့လို့ပြီးသွားပြီနော်ဆက်အဲ့လို့ပြီးသွားပြီကျွန်တော်လက်ထက်မှာရောက်နေတာတော့ global လုံးတွေ RAM 4128 GB ဘာရှင်းပဲဖြစ်ပါတယ်ခင်ဗျတော့တူးမှာဆိုလို့ရှိရင်ဟိုဟာ second side ကျဲဟာဆိုလို့ရှိရင်လည်းကျွန်တော် 6.88 inch ဝင်ရှိပြီးတော့မှတော်တော်လေးကိုကျဲလို့ပြောလို့ရတယ်ဒါလူကြီးကြီးကိုင်မယ်ဆိုလို့ရှိရင်ဒီဖုန်းလေးကတော်တော်လေးအဆင်ပြေတယ်ဒီဇိုင်းပိုင်းလေးကတော်တော်လေးကိုတာတယ်နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာရှိနေတာကကျွန်တော်ဂိုးလေးလို့ပြောလို့ရတယ်နော်ဒီဂိုးလေးဆိုရင်သူ့တော်တော်လေးကိုတာတယ်ကင်မရာဘောင်လေးရာအစားဒါပေမဲ့တစ်ခုတော့ရှိရပါဒီနောက်ကြီးရတော့ညားမှာရှိနေတာကြီးတော်တော်ကြီးကိုစိုးရတယ်အောင်ဆိုအခု2025ရောက်တဲ့ဖုန်းအားလုံးက not တရားဒီမှာမရှိတော့ဘူးနော်ဒါသူ့မှာဆိုလို့ရှိရင်32 megapixel PI camera ပါတယ်သူကရှင် battery mAh ရဆိုလို့ရှိရင်လည်း9200 mAh ကိုသုံးပေးထားတဲ့အတွက်ကြောင့် battery ခံမယ်လို့ကျွန်တော်ထင်တယ် second side ကကျေတော့တေချာတော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ရောင်းက global လေး300နဲ့လူကြီးရအဆင်ပြေပါတယ်ဘာလို့လဲဆိုတော့တောင်းသူတို့ကဘာမှလည်းတိတ်မသုံးကြရဘူးဆိုတော့တောင်းရတော့ရွေးချယ်ကြလေးဖြစ်မယ်လို့ကျွန်တော်ထင်တယ်နောက်ထပ်ဗီဒီယိုလေးပါလေကျွန်တော်ဘာလေးတင်ပြရမလဲဆိုတာကိုလည်းကျွန်တော်ကောင်းသက်မှာနိုင်ရပြရပါတယ်ဗျကျွန်တော်ဒီပေါ့နော်ဒီဖုန်းတွေကိုကျွန်တော် second နေမှာမဟုတ်ဘူးနော်အစ်စ်တွေကိုလည်းဘယ်ဖုန်းတွေကဘာအတွက်ကောင်းနေဆိုတာလဲကျွန်တော်မေးခဲ့လို့ရပါတယ်ကျွန်တော်ဒေတာလေးပြန်ဖြေပြပါမယ်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်